ဒီကောတကောလေးလာရောနဲ့ကျွန်တော်တို့တချင်းလေးပုတ်ကိုဆိုလို့ရမှာဖြစ်ပါတယ်အဲ့တချင်းလေးပုတ်ကိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့အဆုံးမှာဆိုပြထားပါတယ် come on G ကနေပြီးတော့မှ D ကိုချိန်တဲ့ဟာလေးကိုပြပြမယ် C ကနေပြီးတော့မှ D ကိုချိန်တာလေးပြပြမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့တချင်းတစ်ပုတ်ရမှာဖြစ်ပါတယ် C ကနေပြီးတော့မှ D ကိုချိန်တာကတော့နည်းနည်းလေးတော့လက်ဝင်ပါတယ် D ကတော့နည်းနည်းလေးတီးတန်းတော့ဖြစ်နေလိုက်မယ်ဒါပေမဲ့ကြိုးစားပြီးတော့ကင်ကြည့်ပါပထမလက်ညိုးက3ကျိုး2ကွက်ဒုတိယလက်ကလေးက1ကျိုး2ကွက်တတိယလက်တကြွယ်က2ကျိုး3ကွက်1 2 3 4 1 2 3 4ကျွန်တော်တင်ပြပေးမယ့်တခြင်းကတော့ G D C D ပဲဖြစ်ပါတယ် G D C D ကိုကင်တက်အောင်ကျွန်တော်ပထမဆုံးတင်ပြပါမယ်1 2 Okay ကျွန်တော်တချင်းလေးကိုဆက်ပြီးတော့နားထောင်လိုက်အောင်င်ကတဲ့က you in name you bingo so long I move me တွေ့ညီတော့အိမ်မပြောမင်းစကားတွေကိုပြန်ချနေလိုချင်တာကိုသိမ်းတော့ငါစီကမင်းအပြောင်းကိုမြင်အောင်နေတဲ့ညတိုင်းမှာခန္ဓာရည်တွေရှိလို့ကိုယူတယ်လို့ပြောခြင်းပြောပါထားမရှိနိုင်တော့ချင်များနဲ့ခွင်လုံးနေမှာကိုယ်စိတ်တည်းရှိတော့စုတွေတောင်းမယ်နေမမြင်တော့ကျွန်တော်တို့အခု10မိနစ်စာဗီဒီယို9ပုတ်လောက်ကြည့်ရုံနဲ့တချင်း9ပုတ်ကိုကောင်းကောင်းမွန်မွန်တီးခတ်သွားနိုင်မှာဖြစ်ပါတယ်။နောက်လာမယ့်ဗီဒီယိုမှာလည်းကျွန်တော်ဘယ်လိုတချင်းလေးတွေကိုတီးခတ်သွားနိုင်အောင်ကူညီပေးမလဲဆိုတာကတော့နောက်ဗီဒီယိုမှာကျွန်တော်စောင့်ကြည့်စေချင်ပါတယ်။ကျွန်တော်ဗီဒီယိုလေးက brother တို့ထောက်ဖို့ဖြစ်တယ်ဆိုရင် like and follow လေးနှိပ်ပေးသွားကြပါဦး။ကျွန်တော်နောက်ဗီဒီယိုအသစ်တစ်ခုနဲ့ပြန်လာခဲ့ပါမယ်။အားလုံးပဲကျမ်းမာချမ်းသာကြပါစေဗျာ။